ကွာမင်းက6နိုင်ထိုးနေတယ်မစားသေးဘူးမနက်ကတည်းကရင်းတယ်ကွာမင်းကစားရလို့လားငါပဲဘာကငါပဲမတော့ငါမသွားဘူးရစ်တယ်ကွာမင်းဘာကခေါ်တော့ဒါကိုယူခေါ်လိုက်ဘာလို့ငါခေါ်တာလဲပြောမင်းကိုယူမခေါ်နဲ့ငါ့ကိုဘာလို့ခေါ်လာငါရှင်းမင်းကိုလည်းခေါ်တာငါ့ကိုဒီရောက်ငါညမပါကွာဘာမှမလုပ်ဘူးသူကလည်းကိုယူမခေါ်နဲ့ဘာလို့ငါခေါ်ပြောမဟုတ်လေကွာမင်းကကြားတဲ့လူကဘာလို့ငါကွာငါညမကိုခေါ်တဲ့လူကွာကျင်းဘယ်သူရှိတော့ငါ့ကိုပြောတယ်ပြောလိုက်ငါလည်းအခုငါလည်းအဘောခေါ်ပြတရားမခေါ်မပူးနိုင်ဘူးငါလည်းဘာမလုပ်ပါဘူးဘာဒီကောင်ပြောတာလုပ်တာလေဝါလောင်တာဒီမလို့ကောင်းလေကွာငါအဘောတယ်ဦးမင်းအဲ့လိုတော့မင်းကငါညမတော့မင်းတည့်ရတယ်မင်းမို့ဒီလိုခေါ်လုပ်တာလေကွာငါမင်းကိုအပူကြီးတောင်းနေမြစ်တာရက်ခတ်တယ်လေငါမြစ်တာမရက်ခတ်ဘူးလားလုပ်တယ်မင်းကအတ္တကြီးတာလေတော်ပြီပြီးသွားပြီဘာမှလည်းဖြစ်သေးပြန်ကြည့်ဘာမှဖြစ်သေးရအောင်နောက်ကြည့်ပါလားမတော်တော့လာလို့လောက်ပါမလို့မှာဘယ်သူကလုံမှာလုံးလို့လောက်တယ်လို့ရှိလို့ပါလောက်တယ်လို့ရှိရငါတောင်းမယူရလေအားတရားလုံးရှိတယ်ဘယ်တော့လောက်မှာမင်းကနေလောက်သွားနေရလေငါညီမနာမင်းအမြဲတမ်းနေပါလားနေမှာငါကိုရောင်တယောက်ထားခဲ့မှာငါစစ်တီတော်တယောက်ထားခဲ့မှာဘာမှဖြစ်သေးနေလို့ပြီးတော့မယုံဘူးလားငါ့ကိုယုံပါဦးကသူ့ယောက်ျားလာမှသူ့ကိုတကယ်တော့ဟုတ်တာပဲလည်းပဲရုပ်ပေးခဲ့မယ်မယူလားဘာလို့လို့ငါညီမလာငါမလုပ်ခဲ့ရပါမင်းကြက်ခွေငါအမိတ်ပြန်ခဲ့မယ်မလုပ်ချင်ဘူးမပတ်ပေးနဲ့ပတ်ပေးမှာပဲပတ်ပေးနဲ့ငါညီမလာငါတရားလို့ရှိရဲ့တော်ပြီကွာမင်းကလည်းကြံပြအောင်ဘုလို့ငါပြောပြမယ်မနာပြဘူးမင်းကတော့ခေါ်ပြီးတော့ဟာစိတ်ဆင်းရဲတာငါတည်းမစားသေးဘူးမရင်နဲ့တော့အော်တော့ပါခုပြီးသွားဘာဖြစ်လို့လဲလို့ပြောနေတာငါပြောနေတဲ့ကြားလေးကအဲ့မင်းနဲ့ငါလည်းမတွေ့ချင်ဘူးအားကြောင့်ငါတင်ကတော့မှအဲ့လေအဲ့လိုပဲဘာမှခေါ်အောင်ငါ့ကိုခေါ်ပြီးတော့ခုဘာဖြစ်လို့လဲလို့မင်းကိုငါတော့လည်းနေပဲနေပါဘာဖြစ်လို့ဘာလို့ဟောလားတော့လာပြောတယ်တော့ပြီးသိချောတော့ပြီးတော့ဝါပြီးလေကြည့်တော့ပြီးထားတော့ပြောပြတယ်ဘာမှဖြစ်ရအောင်နံပါတ်1ချက်နောက်တော့ငါလာတော့ဒီငါတော့